မယ်ကျမအိတ်ခံနေလေကျမပြောပြမယ်ကျမအခုဒီတော့ပြိုင်ပွဲလာပြိုင်တာကွာကျမတို့ရှင်တို့ရဲ့အောင်စပူနဲ့ကျမတို့ Manly ဂီတာအစည်းအဝေးလုပ်တဲ့ပွဲကျမတို့ပြိုင်ပွဲကိုအဆိုပြိုင်ပွဲကိုလာပြိုင်တာကျမပြောပြတာတော့အဆိုပြိုင်ပွဲကိုလာပြိုင်တာကျမတို့ကအသက်အရွယ်တွေရုပ်ရည်တွေဘာတွေညာတွေကျမတို့လာပြိုင်တာမဟုတ်ဘူးထားဘာမှမပြောလို့အခုစုပေးတဲ့ဟာကျမတို့အချိန်နဲ့ပြိုင်ထားတာငွေကုန်ကြေးကြတွေအကုန်ခန့်အချိန်နေကုန်ခန့်ပြီးအဝေးကနေလာပြိုင်တာပြိုင်ခြင်းလို့โอเคဟုတ်ပြီဒီမှာမြန်မာတန်ရောခစ်ပေါ်နှစ်ခုစလုံးကိုရောပြီးတော့မှရွေးတဲ့ပြိုင်ပွဲမလို့ကျမတို့လာပြိုင်တာတကူတကကိုကလည်းစိတ်ဝင်စားလို့လာပြိုင်တာဒါပေမဲ့အခုစုပေးတဲ့ဟာကိုကျမပြပြမယ်နော်ကျွန်တော်တရားလားမတရားလားဆိုတာအောင်စုဖန်နေရောပဲအကုန်လုံးနားထောင်လိုက်ကျမပြပြမယ်အခုစုပေးလိုက်တာပါတုတကိုဖဲကျမတို့ပါတုတကိုဘာမှမပြောလို့ပါတုတကိုကျမတို့ကအစကလေးကပါတုတဘသူပါဘသူရတကယ်ကောင်းတဲ့လူရဝိုင်းပြီးတော့ဆိုကျမတို့ကဘာမှမပြောတို့ပေမဲ့အစုဆယ်စုပေးတာတဲ့လူတွေတော့ယာကြီးအများကြီးမှာနော်ဆိုရတာခစ်ပေါ်ဆိုလဲယောက်ျားလေးမိန်းကလေးညီမတဲ့ဆိုလဲယောက်ျားလေးမိန်းကလေးအဲ့ဒီဟာတွေအဲ့ဒီအမျိုးအစား၄မျိုးပေါ့နော်မြန်မာယောက်ျားလေးရောမိန်းကလေးရောပါတယ်အမျိုးအစားဒီ၄မျိုးမှာတချင်းပုတ်ဒီလို၄မျိုးမှာရွေးမှာပါတုတပဲ၃ခုပဲဒီလောက်လူအများကြီး final အထိကျမတို့ပါသွားတယ် final အထိပြိုင်ပြီးသွားပြီစကားတင်းတွေပါပြီးသွားပြီ၄ယောက်အဲ့ဒီ၄ယောက်ထဲကနေ၄စုမပေးဘူးဆိုတာကျမတို့သိပြီးသားမပေးဘူးဆိုရင်တော့မှ၃စုပဲပေးမယ်ပါတုတပဲ၃စုပဲပေးမယ်ဒီထဲကနေ final ရောက်20ထဲကနေ၃စုပဲပေးမယ်အဲ့ထီကိုလက်ခံတယ်၃စုပေးဘာမှမဖြစ်ဘူးအယောက်20လုံးကိုအဲ့လိုပေးဖို့အတွက်ခေါ်ထားတာနော်ကွင်းထဲကိုအဲ့ဒီအောင်စဘူးကနေကွင်းထဲကိုခေါ်ထားတာခေါ်ထားပြီးတော့ဘာလုပ်လဲဆိုတော့ကျွန်မပြောပြမယ်ပါတုတပေးပြီးတဲ့အချိန်ကျအဲ့ပါတုတမပေးခင်ရှေ့မှာအထူးစု10စုဆိုပြီးမှပေးလိုက်တာအထူးစု10စုပေးလိုက်တဲ့ဟာကျွန်မတို့သိထားတာလေဒိုင်တွေရောအောက်ကဒိုင်ထဲကဒိုင်ချင်းချင်းနေမှာအဲ့လောက်မသိဘူးနော်ဒိုင်ချင်းချင်းနေမှာသိတာကကြတော့အထူးစု10စုဆိုတော့ okay 10စုရဲ့ဟိုပါတုတ3စုရဲ့စုပေါင်း73စုပေးမှာပေါ့အဲ့ဒီ73စုကအစိုးရကနေပဲပေးမယ်လို့ပဲအကုန်လုံးကဒီရောက်20ထဲကနေပဲ final ပါထားတဲ့အရောက်20ထဲပဲပေးမယ်လို့ပဲအကုန်လုံးကထင်ကြတာဒါပေမဲ့ပါတုတကိုဖယ်လိုက်အောင်ကြံတဲ့10စုကလေပေးလိုက်တဲ့အထူးစုဆိုပြီးမှ10စုပေးလိုက်တဲ့ဟာလေစပြီးတော့လူရွေးထဲမှာကလေးပြုတ်သွားတယ်လူရွေးပွဲပထမဘိုင်းမှာကလေးပြုတ်သွားတဲ့လူတွေကိုခေါ်ပေးတာစဉ်းစားကြည့်လိုက်ကျမတို့ဘယ်လောက်တောင်ဒေါသထွက်မလဲဆိုတာနော်အဲ့ဒီပထမ final ရဲ့ကပြုတ်သွားတဲ့လူတွေကိုခေါ်ပြီးတော့ပေးတယ်ဘာလို့ပေးတာတော့ပြီးတော့အသက်က18အိတ်ပေးတဲ့လူတွေတက်ကြည့်လိုက်အသက်ငယ်တဲ့ဟာနော်ပြီးတော့ရုပ်ရည်ချောမကျမပြောတာရှင်းရှင်းလေးအဲ့ဒါဆိုအစကလေးအဆိုပြိုင်ပွဲလို့ပြောပြီးတော့မခေါ်နဲ့အဆိုပြိုင်ပွဲလို့ပြောပြီးတော့လေဒီဖောင်တွေကိုမခေါ်နဲ့သူတို့အဲ့10ယောက်ကိုပေးတဲ့ဟာတဲ့လာတင်တဲ့ဥစ္စာတွေမှာဖောင်တွေကနေကြည့်ပြီးတော့ပေးတာโอเคအသက်အရွယ်နဲ့ရုပ်ရည်နဲ့ကြည့်ပြီးတော့ပေးတာဆိုလို့ရှိရင်စကလေးဘာလို့အဆိုပြိုင်ပွဲလို့ခေါင်းစဉ်တက်နေလဲစဉ်းစားလို့မရဘူးကျမတို့အဆိုပြိုင်ပွဲပညာကိုလာပြိုင်ရလေအသက်နဲ့ရုပ်ရည်ကိုလာပြိုင်ရတာမဟုတ်ဘူးအသက်ကဘယ်လောက်ရှိမရှိရုပ်ရည်တွေဘယ်လောက်ပဲဘလိုကြီးပဲဖြစ်နေကျမတို့လည်းရမ်းကြီးရုပ်ဆိုးနေမိဘမွေးထားရမ်းရုပ်ဆိုးပန်းဆိုးနေကြည့်မကောင်းရှုမကောင်းနေဖြစ်မနေဘူးကြည့်မကောင်းရှုမကောင်းဖြစ်နေကျမလည်းအနုပညာလှုပ်ရှားချင်မှလှုပ်ရှားမှာရှင်းပဲနော်အခုဟာကျမတို့ဒေါသထွက်တယ်ဆိုတာလေတကူးတကကြီးရိုက်ဖြုတ်တာကျမတို့အယောက်20နော်အယောက်20ပါသွားတယ်ပါတုတဒီ first second သက်ကိုတဲ့ဒီကွင်းထဲမှာပေးမယ်အယောက်20လုံးမခေါ်နဲ့ရှင်တို့ပါတုတ3ယောက်ရယ်ဒီလိုမျိုးလှုပ်ချူကိုပေးရမယ်ဆိုတဲ့အထူးစု10စုရယ်စုပေါင်း73ယောက်ကိုပဲခေါ်ပြီးအဲ့ထဲကနေပဲပေးမှာပဲလေအဲ့ဒီ73ယောက်ကိုပဲခေါ်ပြီးတော့မှရင်ခုန်ခိုင်းလိုက်လေဘာလို့ကျန်တဲ့လူတွေကအကုန်လုံးခေါ်ပြီးတော့နေလန့်ပြီးရင်ခုန်ခိုင်းနေရတော့ကျမတို့ကတော့အထူးစု10စုပါသေးတယ်ဆိုတော့နှစ်သိမ့်စုတွေပါသေးတယ်ဆိုတော့ဟိုးအရှိမှာလောက်ထားဘူးတဲ့ပွဲမြင်ဘူးဆိုလိုမျိုးပေါ့နော်အဲ့လိုပေါ့နှစ်သိမ့်စုတွေပါရောဆိုအဲ့ထဲကနေပဲထပ်ရွေးကြမယ်လို့ထင်တာဒါမှမဟုတ်ပါလာတဲ့ final အဆိုရှင်ရောက်20တဲ့ကနေမှမပေးဘူးအထူးစု10စုကိုရုပ်ရည်ချောမိုးလို့ကျမပြောပြမယ်ဒီအခုပြိုင်ပွဲထဲမှာနူတို့တောင်ပါတယ်နော်နူတို့တောင်မှရုပ်ဆိုးလို့မရွေးပါဘူးဆိုနေစဉ်းစားကြည့်ကြားဘူးလားအဲ့လိုမျိုးရုပ်ရည်နဲ့အသက်ကိုရွေးပြီးတော့မှပြန်ရတယ်ဆိုတဲ့ပြိုင်ပွဲရှင်တို့ကြားဘူးလားဘယ်မှာကြားဘူးလားတော့ကျမတော့မကြားဘူးဘယ်တော့မှကြားဘူးလားဘယ်တော့မှအဲ့လိုမျိုးအဆိုပြိုင်ပွဲတွေလောက်တာမြင်ဘူးလားတော့နဲ့အဆိုပြိုင်ပွဲတွေမှာအဲ့လိုမျိုးလေဟိုရုပ်ရည်နဲ့အသက်ကိုပဲကြည့်ပြီးတော့မှအသက်ကြီးနေမရွေးဘူးလို့ရုပ်မချော့ရင်မရွေးဘူးလို့အဲ့လိုမျိုးအဆိုပြိုင်ပွဲဘယ်တော့မှကြားဘူးလားတော့ဒါက miss လာပြိုင်ကြမှာမဟုတ်ဘူး beauty blogger တွေလာပြိုင်ကြမှာမဟုတ်ဘူးเนาะအဆိုပြိုင်ပွဲလာပြိုင်ကြပညာကိုပဲလာပြိုင်ကြအကုန်လုံးကเนาะအခုကျမတို့က
ဘလို့ဖြစ်နေလဲဆိုတော့အခုတက်သစ္စာအခုမှတက်ပြီးဒီနုပညာလမ်းကြောင်းကိုရှောက်နေပါဆိုတက်သစ္စာလူငယ်တို့တကူးတကခေါ်ပြီးတော့မှရိုက်ဖြုတ်နေသူလိုပဲတောက်တိုက်ဖြုတ်တာရှင်တို့ကျမတို့ပြောပြမယ်ကျမတို့ကဒီအလုပ်ကြီးကိုလေကျမဆိုလို့ရှင်လေဒီအလုပ်ကြီးကိုချစ်လုံးလို့အသေးလဲဝါသနာပါလို့လုပ်တာနော်တကူးတကကြီးဒီလိုမျိုးလာပြိုင်နေဆိုတာလေကိုကလေအော်ဘာပဲပြောလမ်းကြောင်းလေးတစ်ခုတော့ပေါ်လာရင်လည်းပေါ်လာမှာပေါ့ဆိုပြီးမှကိုကလာပြိုင်တာရှင်းဆုံးပြောလို့ရှင်နော်တကူးတကကြီးငွေကုန်ကြေးကြခံအချိန်ကုန်ခံအဝေးကနေပြီးမှလေဒီလိုမျိုးတယောက်တည်းလာပြိုင်နေဆိုတာလေတယုံလာပြိုင်နေရတာမဟုတ်ဘူးနော်အကုန်လုံးကလေလူတွေရောအချိန်တွေရောအင်အားတွေရောအကုန်လုံးကိုပေးဆက်ပြီးတော့မှလာပြိုင်တာရှင်တို့အဲ့လိုမျိုးလုပ်မယ်အဲ့လိုမျိုးရွေးမယ်အဲ့လိုမျိုးပေးမယ်အဲ့လိုမျိုးတောက်ဖြုတ်မယ်ဆိုလို့ရှင်အစကတည်းကအိပ်ပြိုင်မွေးကြီးကိုမလုပ်နဲ့လေရှင်တို့ဘသူကအတင်းရိုက်လုပ်ပြီးတော့လုပ်ခိုင်းလို့လေကျမတို့လည်းအဲ့လိုမျိုးဆိုလို့ရှင်ဖောင်ကြီးအဲ့ဒီဖောင်ကြီး9000ဒီကူးတကအဲ့ဖောင်ကြီးကို9000ဝယ်ပြီးတော့ဒီကိုလာပြီးတော့ပတ်စံငွေကုန်ကြီးကြတယ်အဲ့လောက်ခံပြီးတော့လာမပြိုင်ဘူးဒီမှာကုန်ခံပြီးတော့ဒီလိုလာပြိုင်မယ်ဆိုကျမတို့တချင်းထုတ်ပြမှာပေါ့ရှင်တို့စဉ်းစားကြည့်ပေါ့မဖြစ်နိုင်တာတွေလာပြီးတော့အဲ့ဒါများအစိုးပြိုင်ပွဲလာလုပ်နေသေးတယ်ပါဒုဒတဲ့ကပေးလိုက်တဲ့ဟောက်တီကိုလက်ခံသေးတယ်မြန်မာတန်ကိုလည်းတီးတန့်ခွဲပေးတာမဟုတ်ဘူးခစ်ပေါ်နေမြန်မာတန်တို့ရောပြီးတော့ပါဒုဒပေးတာနော်ကျမတို့အကုန်လုံးစူးစမ်းထားတာကိုယ့်အကူသိကြတာကျမတို့သိတယ်နော်โอเคပါဒုဒဘယ်ပေးတော့ရင်လဲကျမတို့အဲ့လောက်ကြီးခံပြင်းနေကြမှာမဟုတ်ဘူးအခုကပါဒုဒပြုံးမှာအထူးထူး10ရောက်ဆိုပြီးမှပေးလိုက်တဲ့ဟာလေစဉ်းစားကြည့်လိုက်စမ်းပါကျမတို့ဒီတကယ်ပညာနဲ့အလုပ်လုပ်နေတဲ့လူတွေအကုန်လုံးကဘယ်လိုခံစားရမှာတော့ ਨੇ စဉ်းစားကြည့်လိုက်လေရှင်တို့ရဲ့အောင်စပူတော်မှဒါအောင်စပူဖန်တွေပြပြမယ်ရှင်တို့ရဲ့အောင်စပူတော်မှသူ့ရဲ့ပညာတွေစမ်းနေရောအကုန်လုံးရင်းပြီးတော့အချိန်တွေရောအကုန်လုံးရင်းပြီးတော့တက်ပြီးတော့လုပ်တာပဲမဟုတ်ဘူးလားကျမတို့လည်းအဲ့လိုမျိုးရင်းတာပဲဒါပေမဲ့သူရင်းတဲ့ဥစ္စာမှတော့လမ်းကြောင်းပေါ်သေးတယ်လေစဉ်းစားကြည့်လိုက်သူတို့ရဲ့တပင်အချင်းချင်းတောင်မှသူတို့ဆွဲတင်သေးတယ်ကျမတို့ကဂီတအစီအုံက is လုတ်တဲ့ဟာကိုမေးပြောဘလို့မျိုးလုတ်သွားလဲဆိုတာအစကဒီလိုလုတ်မှာဆိုရင်ဘယ်တော့မှပြိုင်ပွဲကိုမလုတ်နဲ့လေအဲ့ဒါတော့မှဘာနောက်မှကျမကြားစင်ပေါ်မှာပြောသေးရဲ့နောက်ပြိုင်ပွဲရှိပါတယ်လာပြိုင်လို့ရတယ်တေးတော့လာမပြိုင်ဘူးအဲ့လိုမျိုးဆိုတမရှိအာကတဟိုဟာလေဟိုတမအာဇီဝရှိတမရှိဟိုပြိုင်ပွဲဝင်တွေကိုအမှတ်ပေးပြီးတော့ဒီစုတွေကိုပေးတယ်ရွေးတယ်โอเคအဲ့ဆိုအဲ့ထူးစုဆဲကဘာလို့တာတော့ ਨੇ တပင်ကလာရွေးသွားတယ်လို့ကျမတို့မပြောနဲ့တပင်ကလာရွေးသွားတယ်လို့ပြောရအောင်လို့အစကတည်းကကျမတို့မခေါ်နဲ့လေအယောက်20ကိုမနေ့ကလေးကပြန်ရတာနော်3ရက်နေ့မှာညနေမိုးချုပ်တယ်ကျမတို့ညနေကြီးစောက်တာအဖြစ်လုံးဝမသိရဘူး4ရက်နေ့ညနေကျမှသိရမှာမလို့တဲ့အယောက်20လုံးကိုခေါ်တာ4ရက်နေ့အဲ့ဒီအောင်စဘူးကတဲ့ကိုင်းနေတယ်4ရက်နေ့ညနေအခုဒီညနေည8နာရီအရောက်တယ်ကျမတို့8နာရီမတိုင်ခင်9နာရီကျော်ကလေးကအရောက်သွားပြီးတော့အဲ့မှာစောက်လာတာဘွက်တွေထဲမှာခုံလည်းမပေးဘူးဘာမှခုံနေလဲစီစဉ်ထားမရှိဘူးနော်ကိုယ့်ဘာတော့ကိုမတက်ကြီးတွေရက်နေကျမအမှန်တိုင်းပြောလို့ရှိရင်ကျမဘယ်လောက်ထိအောင်မဒေါသထွက်လဲဆိုတာလေပြန်ဝင်နေအများကြီးပဲပြန်ဝင်နေချင်းတော့ခုံမပေးကျမဆိုမတက်ကြီးပြန်ဝင်အိတ်စုလာပြီးတော့ချိန်ညာတဲ့ဟာကိုလာဆောင်နေကျမတော့မတက်ကြီးစဉ်းစားကြည့်မတက်ကြီးရင်နာလို့ကိုမစုံဒီပညာကိုနဲ့လှုပ်တဲ့ဥစ္စာမှာပြိုင်ပွဲမှာဒီလိုပညာနဲ့လှုပ်တဲ့ပြိုင်ပွဲမှာလေဒီလိုဒေါသထွက်ရပြီးဒီလိုတောက်ဖြုတ်ခံရတာဒီလိုမျိုးခံစားရတယ်ဆိုတာလေဒါပထမဦးဆုံးပဲတခါမှလည်းမကြုံဘူးတခါမှလည်းဒီလောက်အောက်တန်းကြတဲ့လှုပ်ပွဲကိုမြင်ကိုမမြင်ဘူးကျမတို့ကပညာပဲလာပြိုင်တာကျန်တဲ့ဥစ္စာတွေတခုမှလာမပြိုင်ဘူးအတိဒီလိုမျိုးအတိဘာညာနဲ့အချိတ်ဆက်တွေနဲ့ဝင်ပြီးတော့လာပြိုင်တဲ့လူတွေလည်းမဟုတ်ဘူးရှင်တို့အခုပေးလိုက်တဲ့ဟာတွေရှင်တို့သိမှာပေါ့ဘလို့ပေးလိုက်တယ်ဆိုတာကျမတို့ဒါတကူးတကကိုပါတော့ကိုကြိုးစားနေတဲ့လူတွေအကုန်လုံးရိုက်ဖြုတ်တာလေရှင်တို့လူကြီးတွေဖြစ်ပြီးတော့ရှင်တို့စဉ်းစားကြည့်လေရှင်တို့ဘယ်နာမှားသွားလဲစဉ်းစားကြည့်လေ